ဘာမလားကြာပြီနော်ဘာလဲလဲမသိဘူးခါ အေးဟုတ်စားလေဒုဖိတွေလေးလက်တော့အိတ်ရှိတာ ဘာ ဒုဖိတွေလေးလက်တော့အိတ်လေး ဒုဖင်ရထွက်တဲ့ laptop ရဲ့ ဟောလား ဟောအဖေအတွက် အေးဟုတ်ရဲ့ဒုပါတွေ အဖေအတွက် laptop ကြီးလိုချင်တာလားတယောက်ထားရဟာလေးရှိမိပါ အော်အေးကျုပ်ဖို့အိတ်ထဲမပြတော့ကျုပ်ဖို့အိတ်ကကြောင်းဆိုဒုဖိကြီးများရဲ့ဒုဖိကြိုင်မဟုတ်อ่ะဒုဖိကြီးများတယ်ဒုဖိကြိုင်မဟုတ်อ่ะကျုပ်ဖို့အိတ်อ่ะ ဒုဖင်ကြီးများလို့ အဲ့ပေါ့ဒုဖိကြီးများစာဒီပြောရဲဒုဖိကြိုင်မဟုတ်อ่ะဒုဖိ ဒုဖေ အေးကြီးကျက်တာ तू ဒုဖေကြီးကျယ်လို့ အေး तू ကြိုက်ရအဲ့ဒါတွေမျိုး ဟော အေး ကြီးကျယ်တော့မကြိုက်ဘူးအဲ့ဆိုလို့ရှိရင်ကြောဝေးမကြိုက်ဆိုဒီလို laptop အိတ်လေးသုံးလို့ရတယ်လေမလက်ဆွဲအိတ်အဲဆိုရင်လက်ဆွဲအိတ်အနေနဲ့လည်းသုံးလို့ရတယ်ဒါဆိုပိုက်အိတ်အနေနဲ့လည်းသုံးလို့ရတယ်ဗျ ဟေးဒါအရာလေးလာပဲစီးရတာ ကာလာကလက်ရှိဒီမှာရှိုးပြထားတဲ့ဟာတော့အကုန်မဲ့မှာ တကောက်ပဲလား ဒါပဲရှိအောင်ပဲလက်ရှိရ အေးရလူငယ်ဆက်ဆိုအဆင်မပြေရဒိုဖိတွေစိတ်ပြေမဟုတ်อ่ะဟုတ်စားဒါဆိုမှဟုတ်စားဒီဒိုဖိကိုလေချစ်ကြတော့တခြားပါစီတည်း ဒုဖေဘာဖြစ်တယ်မှာ ဒိုဖိချစ်ကြတော့လေတခြားပါစီတည်း ဒုဖေချီကတော့ဒုဖေဘာချီနေလဲ ဒါတော့စာပြောနေဟုတ်စားဒိုဖိချစ်ကြတော့ပြောရဲချစ်ကြတော့လေ ချီကတော့ အေးဟုတ်စားချစ်ကြတော့တခြားတဲ့ ဘာလဲမှချီကတော့ ဟုတ်စားလေလဲချစ်စီခို ဘာဟုတ်စားလေလဲချစ်စီခိုလေဟုတ်စားဒိုဖိကို ဒုဖေလုံးရှိကို ကတော့ဟုတ်စားလေဒိုဖိကိုလဲချစ်စီခို လောက်ချီပြီးရှိကို အေးဟုတ်စားဒိုဖိကိုချစ်ကြတော့လူကြီးကြတော့ဒိုဖိကတော့ချစ်တခြားပါစီတည်း တခြားပါရှိလေသိကျင်တာတော့အဲ့ဒါကျွန်တော်မီထဲမှာဒီသွေးပေါင်ချင်းတဲ့ဆက်တွေပါလေးရှိရမှာဟုတ်ကဲ့ပြင်ပေါင်ချင်းဆက်တွေပါလေးရှိရအမအဖေကိုချီပြီးကြောကျင်နေဆိုရင်ကျွန်တော်ဒီဥစ္စာတွေကပို့ပြီးဆင်ကျင်တယ်ပေါ့ ဒါပါပဲချီပြီးကြတော့ချစ်ကြတော့ပြောရဲ အဲ့မှာအမပြောတဲ့ချီကြောပေါ့